Axolotl ဆိုတာကမ္ဘာပေါ်မှာထူးခြားဆန်းမြပြီးချစ်စရာအကောင်ဆုံးသတ္တဝါလေးတွေထဲကတစ်မျိုးပါ Axolotl ကို Mexican working fish လို့ခေါ်ကြပေမယ့်တကယ်တော့ငါမဟုတ်ပါဘူးသူတို့ဟာ Salamander လို့ခေါ်တဲ့ရေနေကုန်းတွေသတ္တဝါမျိုးနွယ်စုဝင်တွေဖြစ်ပါတယ်တခြား Salamander တွေကအရွယ်ရောက်လာရင်အစုံနဲ့အသက်ရှူပြီးကုန်းပေါ်တက်နေကြပေမယ့် Axolotl တွေကတော့တစ်သက်လုံးရေထဲမှာပဲနေပြီးပန်းရက်တွေနဲ့အသက်ရှူကြပါတယ်ဒါကိုတိတ်ဖန်အခေါ်ဝေါ်အနေနဲ့နီယိုတနီလို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာမပြောင်းလဲပဲငေးရုပ်အတန်းအရွယ်ရောက်လာခြင်းလို့ခေါ်ပါတယ်။အရွယ်အစားကတော့ plan မြအောင်ထင်း6လက်မှတ်ကနေ12လက်မှတ်ဝန်းကျင်အထိရှိနေပါတယ်။တဘာဝတောရိုင်းထဲမှာတော့အနက်ရောင်ဒါမှမဟုတ်အညောင်ရောင်ရှိသွားပြီးမြင်အိမ်မွေး30အဖြစ်မွေးမြူကြတဲ့ကောင်လေးတွေကတော့ပန်းရောင်အဖြူရောင်နဲ့ရွှေရောင်စသဖြင့်အယောင်ဆုံးရှိပါတယ်။ Axolotl မက္ကဆီကိုနိုင်ငံမက္ကဆီကိုစီးတီးအနီးက Lake Xochimilco ဆိုတဲ့ရေကန်တစ်ခုထဲမှာမြင်တဘာဝအတိုင်းတွေ့ရှိနိုင်ပါတယ်။သူတို့ဟာရေအေးကိုကြိုက်ပါတယ်။အပူချိန်16ဒီဂရီ Celsius ကနေ18ဒီဂရီ Celsius ကြားကအကောင်းဆုံးဖြစ်ပြီးသူတို့ကိုမွေးမယ်ဆိုချစ်ဖို့ကောင်းပေမဲ့ဂယူးဆက်ရတာနည်းနည်းတော့လက်ဝင်ပါတယ်။ရေထုအညစ်ပန်းမှုနဲ့သူတို့ကိုစားသုံးတဲ့ငါးမျိုးစိတ်တွေကြောင့်တဘာဝတောရိုင်းထဲမှာမျိုးတုံသူနီးပါပြီလို့ critically endangered အခြေအနေရောက်နေပါပြီ။ထိပ်ပံပညာရှင်တွေတော့အောစရာကောင်းတာကကိုခန္ဓာပြန်လဲတည်ဆုံနိုင်စွမ်း regeneration အရန်မြင့်တာပါပဲ။ဘာလို့လဲဆိုတော့သူတို့ရဲ့ကိုခန္ဓာအစိတ်အပိုင်းတွေပြတ်တောက်သွားရင်အကောင်ပကတိအတိုင်းပြန်လဲပေါက်သွားနိုင်တာပါထင်ပါတယ်။ခြေလက်တွေတင်ကပဲနှလုံးကြောပိုင်းနဲ့ဦးနောက်အစိတ်ပိုင်းအချို့ပျက်စီးသွားရင်တောင်အမှားရောင်မကြံပဲမူလအတိုင်းပြန်လဲကောင်းမွန်အောင်လုပ်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကသူတို့ကိုအချိုးတလာလေ့လာနေကြတာပါ။